အားလုံးမင်္ဂလာပါအခုလိုချိန်နာရီကိုပြင်ဆင်ပေးတဲ့ဖျားသခင်နာမတော်ကပါဆက်ဆက်ဘုန်းကြီးပါစေ The Real Ministry ရဲ့ဖျားသခင်နှုတ်ကပတ်တော်လေ့လာခြင်းအစီအစဉ်မှာလိုက်လဲကြိုးဆိုပါတယ်အခုအစီအစဉ်ကတော့အပတ်စဉ်ဥပုသ္စာပြေတင်တန်းဖြစ်ပါတယ်သင်ခန်းစာမစခင်မှာဥပုသ္စာပြေနဲ့ပတ်သက်တဲ့တိမတ်စရာအနည်းငယ်ပြောပြပါမယ်တစ်နှစ်မှာခေါင်းစဉ်ကြီး၄ခုရှိတယ်ခေါင်းစဉ်တစ်ခုကို3လသင်ပါတယ်သင်ခန်းစာကိုကောင်းကောင်းမွန်မွန်နဲ့၄နှစ်သာသင်မယ်ဆိုရင်ကျမ်းစာတစ်အုပ်လုံးကိုခြုံငုံတိကျွမ်းနားလည်ပြီးသားဖြစ်ပါလိမ့်မယ်ဥပုသ္စာပြေကိုစတင်ရေးသားသူကတော့ James White ဖြစ်ပါတယ် SDA founder တူဖြစ်ပါတယ်1852ခုနှစ်နောက်ပိုင်းမှာဇနီးတဲ့ဖြစ်တဲ့ Mrs. White နဲ့သား Edson 3နှစ်သားနဲ့သူတို့ conference တွေတွားရင်းနဲ့လမ်းခုလတ်မှာအနားယူတဲ့အခါမှာသူတို့စီးနှင်းလာတဲ့မြင်းကိုစကြက်မှာလွတ်ပြီးတော့အသစ်ပင်အောက်တွေမှာနားပြီးတော့ထမင်းဘူးလေးဒါမှမဟုတ်အုတ်ထုတ်လေးပေါ်မှာဥပုသ္စာပြေကိုစတင်ရေးသားခဲ့တာဖြစ်ပါတယ်1853ခုနှစ်မှာစတင်သင်ကြားပြီးတော့ဖွဲ့စည်းကိုလည်းစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်အခုဆိုရင်နှစ်ပေါင်း160တနှစ်ရှိပါပြီစတင်ဖွဲ့စည်းတဲ့နေရာကတော့ Rochester New York USA မှာဖြစ်ပါတယ်1992ခုနှစ်စစ်တမ်းအရဥပုသ္စာပြေကိုနိုင်ငံပေါင်း204နိုင်ငံဘာသာစကားပေါင်း689မျိုးအတန်း91,893သင်တန်းသား89သိန်း86,693ဦးသင်ကြားတာရှိပါတယ်စစ်တမ်းကောက်ပြီးလို့ခုချိန်မှာနှစ်ပေါင်း20ရှိပြီဖြစ်တဲ့အတွက်ကြောင့်မြောက်များစွာတိုးလာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်မြန်မာနိုင်ငံမှာဆိုရင်မြန်မာဘာသာစကောကရင်ပိုးကရင်တတိမချင်းမိဇုံချင်း5ဘာသာ5မျိုးနဲ့ဘာသာပြန်ထားတာတွေ့ရပါတယ်အခြေခံရွေချက်4ရက်ရှိပါတယ် fellowship မိတ္တာယဖွဲ့ရန် outreach လေပတ်သက်သေခံရန် Bible study တမန်ကျမ်းစာသင်ကြားရန် mission သာသနာပြုရန်တို့ဖြစ်ပါတယ်ထူးခြားချက်ကတော့လူတိုင်းပါဝင်ခွင့်ဆွေးနွေးခွင့်မေးမြန်းခွင့်ရှိခြင်းပဲဖြစ်ပါတယ်သင်တန်းအချိန်မှာဆရာရဲ့တပည့်ရဲ့လို့တသက်မမရှိတော့ပဲလူတိုင်းလွတ်လပ်စွာနှုတ်ကပတ်တော်၌မွေ့လျော်ရသောခွင့်မိမိရရှိထားတဲ့အလင်းတရားအတိုင်းဆွေးနွေးပါဝင်ရသောခွင့်ရှိပါတယ်သင်ခန်းစာကိုပြုစုရေးသားသူတွေကတော့တန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ဝပြီးတမန်ကျမ်းစာမှာပါရဂူဘွဲရရှိထားသူတွေဖြစ်ပါတယ်အချိန်အခါနဲ့လျော်ညီတဲ့နှုတ်ကပတ်တော်တရားများကိုသူတို့ခေါင်းစဉ်ပြုပြီးရေးသားထားပါတယ်သူတို့ရဲ့အထူးပြုလေ့လာထားတဲ့ဘာသာရပ်တွေကိုရေးသားခြင်းဖြစ်ပါတယ်တကွာတာနဲ့တကွာတာရေးသားသူလည်းမတူပါဘူးနော်တမန်ကျမ်းစာနဲ့မညီမားယွန်းတဲ့ doctrine တွေမရှိရလေအောင်ဆိုပြီးအခြားသောတမန်ကျမ်းစာပါမောက္ခများစွာကအမြဲတမ်းပြန်လဲစီစစ်ထားတာတွေ့ရပါတယ်ဒီလိုအစဉ်အလာကြီးမားပြီးစနစ်တကျပြုစုထားတဲ့သင်ခန်းစာကိုမြောက်များစွာသောယုံကြည်သူတွေနဲ့အတူလေ့လာရသောအခွင့်ယခုသင်နဲ့ကျွန်ုပ်ကိုယ်တိုင်ရရှိပြီဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ရဲ့ကျေးဇူးတော်ရည်တွက်ပါတယ်အခုသင်ခန်းစာကိုလည်းပြုစုရေးသားသူကတော့အာဂျင်တီးနားမှာရှိတဲ့ River Plate Adventist University UAP ကကျောင်းတော်ကြီးမှာ Theology Dean ဖြစ်တဲ့ကျောင်းဆရာလည်းဖြစ်တဲ့ Editor လည်းဖြစ်တဲ့ Pastor Carlo A. Steger ဖြစ်ပါတယ်ဇနီးတဲ့ဖြစ်တဲ့ Ethel နဲ့သား3ဦးရှိပြီးမြေ3ဦးလည်းရှိပြီးဖြစ်ပါတယ်ယခု3လသင်တန်းအတွက်က The Teachings of Jesus ဆိုတဲ့ခရစ်တော်၏တွင်တင်ချက်များဆိုတဲ့ခေါင်းစဉ်ကိုအဲ့ဒီခေါင်းစဉ်အတစ်ကိုစတင်သင်ကြားမှာဖြစ်တယ်ယနေ့အတွက်သင်ခန်းစာရဲ့ခေါင်းစဉ်ကတော့ခရစ်တော်၏တွင်တင်ချက်များထဲမှာ Our loving heavenly Father ကျွန်တော်တို့၏မြတ်တော်ရှင်ကောင်းကင်ဘုံအဖဖြစ်ပါတယ်နှုတ်ကပတ်တော်လေ့လာမှုမစတင်ခင်မှာဖွင့်ပြမဲ့တန်ရှင်းသောဝိညာဉ်တော်ဖခင်ကိုဖိတ်ခေါ်ကြပါစို့မြတ်တော်ရှင်ကောင်းကင်ဘုံအဖယနေ့အချိန်တိုင်းအတွက်ကိုရောအထူးကျေးဇူးတင်ပါတယ်သားသမီးတို့ရဲ့အပြစ်များကိုခွင့်လို့ရေကိုရှင်နှုတ်ကပတ်တော်သားသမီးတို့နားလည်နိုင်အောင်တန်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖွင့်ပြတော်မူပါဦးဆောင်မဲ့ကျွန်ုပ်ဂျာနာမဲ့ကိုရရှင်သားသမီးများနှလုံးသားထဲ၌ကိုရရှင်ဒီသားသမီးတို့ဖခင်ဖြစ်ကြောင်းအတ္တဖန်တည်ခြင်းအခွင့်အရေးကိုပေးသနာတော်မူပါဤကဲ့သို့သောအချိန်တိုင်းပြင်ဆင်ပေးတဲ့ဂျေဇုတော်အပေါင်းကိုရည်သွချီးမွမ်းရန်သခင်ယေရှု၏နာမတော်မြတ်၌ဆက်ကပ်ဆုတောင်းပါတယ်ဖေဟာအာမင်ယနေ့ခေါင်းစဉ်ကတော့ကျွန်ုပ်တို့၏မြတ်တော်ရှင်ကောင်းကင်ဘုံအဖဖြစ်ပါတယ်ကျွန်ုပ်၏ကောင်းကင်ဘုံရှင်အဖဆိုတဲ့ခေါင်းစဉ်ထဲမှာကျွန်တော်တို့အရင်ဆုံးဟေရှာယခန်းကြီး64ဟန်ငယ်8ကိုဖတ်ကြရအောင်
တို့ရာတွင်အိုးထာဝရဖျားဘိုးတော်ဒီကျွန်ုပ်တို့အဘဖြစ်တော်မူ၏ကျွန်ုပ်တို့သည်အိုးမြေဖြစ်ပါ၏ဘိုးတော်ဒီကျွန်ုပ်၏အိုးထိန်ဖြစ်တော်မူ၏ကျွန်ုပ်ရှိသမျှသည်လက်တော်နှင့်ဖန်ဆင်းသောအရာဖြစ်ပါ၏ကျွန်တော်တို့ဒီနေရာမှာအဘဆိုတဲ့စကားလုံးကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဓမ္မဟောင်းကျမ်းထဲမှာအဘလို့ခေါ်တာခရှာရှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီဓမ္မဟောင်းကျမ်းထဲမှာတွေ့ရတဲ့အဘဆိုတဲ့စကားရဲ့အောက်မှာကျွန်တော်တွေ့ရတဲ့အားတွေကတော့အိုးမြေတို့အိုးထိန်တို့တွေ့ရတယ်အိုးမြေဆိုတာကျွန်တော်တို့ကိုယဉ်ညွှန်းပြီးတော့အိုးထိန်ဆိုတာဖျားကိုဖန်ဆင်းဖျားကိုယဉ်ညွှန်းတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အိုးမြေဆိုတဲ့ຢာကိုကျွန်တော်အနေနဲ့ပြန်စဉ်းစားတဲ့အခါကျတော့ကပ္ပဦးကျမ်းခန်းကြီးတင်ငယ်26 29ကပ္ပဦးကျမ်းကြည့်မယ်ဆိုရင်အိုးမြေကျွန်တော်တို့ဟာမြေကြီးကနေဖန်ဆင်းခြင်းခံရတာဖြစ်တယ်အိုးထိန်ဖြစ်တဲ့ဖန်ဆင်းရှင်အားဖြင့်ကျွန်တော်ဖန်ဆင်းခံရတာဖြစ်တယ်အောက်မှာဆက်ကြည့်မယ်ဆိုရင်လက်တော်နဲ့ဖန်ဆင်းသောအရာဖြစ်၏လို့ရေးထားတယ်ဆိုတော့ဘုရားသခင်ကဖန်ဆင်းတဲ့အချိန်မှာအခြားအရာတွေကိုဖန်ဆင်းပြီးဆိုရင်နှုတ်တော်ထွက်စကားနဲ့ဖြစ်စေဆိုပြီးတော့ဖန်ဆင်းသွားတာတွေ့ရတယ်ကျွန်တော်တို့လူသားတွေကိုသူဖန်ဆင်းတဲ့နေရာမှာတော့ကျွန်တော်လက်တော်ကိုယ်တိုင်နဲ့ဘုရားသခင်ကဖန်ဆင်းထားတယ်ဖန်ဆင်းတဲ့နေရာမှာလဲတမူထူးခြားပြီးတော့ကျွန်တော်တို့ကိုမြောက်နဲ့တူအောင်မြင်းနဲ့တူအောင်ကြားနဲ့တူအောင်ရှင်သိမ့်နဲ့တူအောင်ဖန်ဆင်းထားတာမျိုးပေါ့လေဖန်ဆင်းသောဘုရားရှင်ကိုယ်တိုင်နဲ့တူအောင်ဖန်ဆင်းထားတာကျွန်တော်တွေ့ရတယ်သူရဲ့တရံတော်နဲ့အညီလူကိုဖန်ဆင်းတယ်လို့ကျမ်းစာထဲမှာရေးထားတယ်ဆိုတော့ကျွန်တော်တို့ဟာဘုရားသခင်နဲ့တူတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုတော့လုကာခန်းကြီး3အငယ်38ကိုကျွန်တော်ကြည့်မယ်ဆိုရင်အာဒံအဘဘုရားသခင်ဖြစ်တော်မူ၏လို့ရေးထားတယ်အာဒံရဲ့အဘကဘုရားသခင်ဖြစ်တယ်ဆိုတော့ဘုရားသခင်ရဲ့သားကအာဒံဖြစ်တယ်အဖေနဲ့သားဆိုတဲ့ဆက်နွယ်မှုကအခုမှစတင်တာမဟုတ်ပဲねဟိုးကဘာဦးကျန်းကလေးစတင်တာကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်တို့ကအဖေကိုတူရမှာဖြစ်တယ်အဖေနဲ့တူရမှာဖြစ်တယ်ကိုယ့်ရဲ့သားသမီးကကိုယ်နဲ့မတူပဲနဲ့ဘေးအိမ်ကလူကြီးနဲ့တွားတူနေရင်ကျွန်တော်တို့မပြောဘူးအဲ့ဒီလိုပဲကျွန်တော်တို့လည်းအဖေနဲ့မတူဘူးဆိုရင်စဉ်းစားစရာရှိတယ်မာသဲခန်းကြီး23အငယ်9မှာအဘလို့ကောင်းကင်ဘုံကရှိတယ်အဖေကလွဲရင်အဘလို့မခေါ်ပါနဲ့လို့ရေးထားတာတွေ့ရတယ်ဒီအရာကတော့လောကမှာရှိတဲ့အဖေကိုပြောတာမဟုတ်ဘဲနဲ့ဝိညာဉ်ရေးရအဘခေါ်ခြင်းကိုပြောတာဖြစ်တယ်အဘခေါ်တာလို့ Father ကြီးခေါ်တာလို့ကျွန်တော်တို့ခေါ်ရမှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့ဓမ္မဟောင်းကျမ်းထဲမှာဘုရားသခင်ကသူ့ကိုသူပြောတဲ့နေရာမှာဒါမှမဟုတ်သူ့ကိုသူဖော်ပြတဲ့နေရာမှာအဘလို့ခေါ်တာထက်ယာဝိဆိုပြီးတော့ခေါ်ထားတာသုံးလုံးထားတာကျွန်တော်တို့ပို့ပြီးတွေ့ရပါတယ်ဓမ္မဟောင်းတစ်ခုလုံးထဲမှာ6800ကျော်တော့ကျွန်တော်တွေ့ရတယ်ဆိုတော့အဘကတော့ခါရှာရှာပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဘုရားသခင်ကသူ့ကိုသူယာဝိလို့ခေါ်တဲ့အချိန်မှာကျွန်တော်တို့ဘုရားနဲ့လူတွေဆက်ကြားထဲမှာဆက်သွယ်မှုကဒီနာမအကြောင်းမဟုတ်တော့လည်းပဲတမျိုးလေးစိန်ကားသွားတာကျွန်တော်တွေ့ရတယ်ဆိုတော့အခုခက်လူတွေကဓမ္မဟောင်းကျမ်းကဘုရားကတကူကောင်းဆန်းနဲ့အပြစ်အယမ်းရှာတဲ့စီကံကြီးလွန်းနဲ့အမြင့်အယမ်းထွက်လွယ်တဲ့ကြောက်စရာကောင်းတယ်လို့ကျွန်တော်ထင်တတ်ကြတယ်ဒီအရာတွေကဘယ်က idea လဲဆိုတော့စာသမဏေရဲ့ idea ကျွန်တော်ထဲဝင်လာတာဖြစ်တယ်တကယ်တော့ဓမ္မဟောင်းကျမ်းတဲ့ကဘုရားဟာဓမ္မတိကျမ်းတဲ့ကဘုရားနဲ့အတူတူပဲဖြစ်တယ်အဲ့ဒါကိုဘုရားသခင်ယေရှုကမိတ်ဆက်ပေးခြင်းတဲ့အတွက်ကြောင့်လူစားတိကိုခံယူတဲ့အချိန်မှာနော်သူကကျွန်တော်တို့ကိုဘုရားသခင်ကိုသူအဖလို့နော်အဖေလို့ခေါ်တာခဏခဏကျွန်တော်တွေ့ရတယ်ယောဟန်ခန်းကြီး6ငယ်50ခုမှာအသက်ရှင်တော်မူသောအဘယောဟန်ခန်းကြီး9ငယ်7မှာတန်ရှင်တော်မူသောအဘယောဟန်ခန်းကြီး7ငယ်25မှာတရားတော်မူသောအဘမာသဲအခန်းကြီး6ငယ်14မှာကောင်းကင်ဘုံရှင်အဖကျွန်တော်ပထနာတော်သိပါတယ်မာသဲအခန်းကြီး6ငယ်9မှာကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့အဘလို့ကျွန်တော်တို့အမြဲတမ်းညွတ်နေကြဖြစ်တယ်ဒီစကားလုံးအဘဆိုတဲ့စကားလုံးကအခုမှခရစ်တော်ကတီထွင်လိုက်ခြင်းမဟုတ်ဘူးဆိုတာကျွန်တော်ခုနပြောပြီးပြီဖြစ်တယ်မဟုတ်တဲ့အတွက်ကြောင့်ဘုရားသခင်ကကျွန်တော်တို့နဲ့ဆက်ကြားထဲမှာဘုရားသခင်ရဲ့ယုတ်လုံးကိုကျွန်တော်တို့တွေ့တဲ့အခါကျတော့ဘုရားသခင်ဇာတိတော်ကိုသိတဲ့အခါကျတော့အဖေနဲ့သားကြားထဲမှာဆက်သွယ်တဲ့ပုံစံမျိုးသားသမီးတွေကျွန်တော်တို့တွေကိုချစ်ပါလားကျွန်တော်တို့ကိုဂရုစိုက်ပါလားဆိုတော့ကျွန်တော်တို့သိဖို့အမှန်တမ်းအရေးကြီးပြီးတော့ကျွန်တော်တို့ကိုယ်တိုင်နဲ့ဘုရားသခင်ပုံမှာယုံကြည်အားကိုးမှုပို့ပြီးတော့များလာအောင်ခံစားတတ်လာအောင်ခရစ်တော်ကကျွန်တော်တို့ဖော်ပြခြင်းဖြစ်တယ်အကြောင်းအမျိုးမျိုးကြောင့်တချို့သောဖခင်တွေကလောကမှာရှိကျွန်တော်တို့တချို့သောဖခင်တွေဟာအဖေလို့
ခေါ်မခေါ်ချင်ရလောက်အောင်ရှိတတ်ပါတယ်။ဟစ်တာမျိုးဆဲဆိုတာမျိုးအရက်မှုတောက်ရန်ကားတာမျိုးရိုက်တာမျိုးနော်ရှိတတ်ပါတယ်။ဒါပေမဲ့လို့ဒီလိုအဖေမျိုးပိုင်ဆိုင်တဲ့ပုံကိုယ်တွေနေနေတော့ဖခင်ကောင်းဆိုတဲ့ပုံကိုယ်တွေကိုမြင်ဘူးကြမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဖခင်ကောင်းတဲ့ဖခင်တွေကကျွန်တော်စာတပိုက်ကျွန်တော်ဖတ်ဘူးတယ်။အဲ့ဒီထဲမှာဗာရေးထားတယ်ဆိုတော့ဖခင်ဟာဘန္တာတိုက်နေတူတယ်တဲ့ဘန်တိုက်နေတူတယ်တဲ့ချိန်လို့ပတ်စံထုတ်လို့ရတယ်တဲ့ကျွန်တော်တို့ကာကွယ်ပေးတဲ့အုတ်တိုင်းကြီးလိုပဲတဲ့ဖေကနေပူရှိတဲ့မှာမိသားစုအတွက်ကြောပြောင်ကြီးနဲ့နေမင်းကြီးအန်တုပြီးလှုပ်ပေးတာအဖေပဲမိုးတွေဘလောက်ပဲယူရပါစေမချမ်းမတီးနိုင်ပဲနဲ့လှုပ်ပေးနေတာအဖေပဲဒါအဖေကြီးကိုကန်လိုက်တယ်ဆိုရင်ငါသားကြီးငါ့ကိုကန်တတ်ပြီကွာဆိုပြီးပြုံးကြီးနဲ့ပြန်ပြောနေတာအဖေပဲသမီးကအဖေကိုပါရိုက်ပြီဆိုဟောငါသမီးတောင်ရိုက်တတ်နေပြီပဲဆိုပြီးရေမောမဆုံးနဲ့ပြောနေတာအဖေပဲဖြစ်တယ်စီးပွားပြက်လို့သားသမီးတို့ရှေ့မှာငွေမရှိတော့ဘူးဆိုရင်အဖေကသားတို့သမီးတို့ငွေမရှိပြီအဖေကြီးရှိတယ်ဘာမှမပူနဲ့ဆိုပြီးလက်သီးလက်မောင်းတန်းပေးတယ်အားပေးတာအဖေပဲဖြစ်တယ်ကျွန်တော်တို့အားငယ်ရင်အားပေးတယ်သူများကိုယ်နာကျင်အောင်လုပ်လာပြီဆိုရင်ကျွန်တော်တို့ကအဖေကြီးဆိုပြီးတော့တိုင်ရတယ်အားကိုရတယ်မတိတာတွေမင်းနိုင်တယ်နိုင်ငံအရေးနော်လောကီအရေးနိုင်ငံအရာအားလုံးကျွန်တော်မေးနိုင်တယ်အဖေရဲ့အဆုံးအမမှုတွေကျွန်တော်တို့တစ်သက်တာလုံးလိမ်မာစေတယ်တဘောအလုံးအတွက်မှတ်သားရတဲ့အရာတွေအဖေကဖန်တီးပေးတယ်အဖေဟာကျွန်တော်တို့ရဲ့ ever super hero ဖြစ်တယ်လို့အဲဒီစာဆောင်ထဲမှာရေးထားတာကျွန်တော်တွေ့ရတယ်တကယ်ပါပဲအပြင်မှာကျွန်တော်တို့အဖေကိုပို့ပြီးအားကိုးတဲ့သားသမီးတွေရှိတယ်နော်ဆိုတော့ကျွန်တော်တို့အဖေဆိုတဲ့နာမည်လေးကြားလိုက်တာ ਨੇ ခွန်အားတွေရှိတယ်ကျွန်တော်လောကမှာရှိတဲ့အဖေတွေဟာကျွန်တော်တို့ဒီလိုရှိပါတယ်ကျမ်းစာတစ်ချက်ကျွန်တော်ဖတ်ပြချင်တယ်ရှင်မသက်ခရစ်ဝင်ခန်းကြီးခွန်အငယ်6ကနေ7သားရီမုတ်ကိုတောင်းရင်မိမိသားအားကြောက်ကိုပေးမိသူငါးကိုတောင်းရင်မွေကိုပေးမိသူတစုံတယောက်မြတ်တင်းတို့တွင်ရှိသလောတင်းတို့သည်အစိုးဖြစ်လက်ပြင်ကိုသားတို့အားကောင်းသောအရာကိုပေးတတ်လျင်ထိုမြတ်မကကောင်းကင်ဘုံ၌ရှိတော်မူသောတင်းတို့အဘသည်ဆုတောင်းသောသူတို့အားကောင်းသောအရာကိုတာ၍ပေးတော်မူမည်မဟုတ်လောလို့ရေးထားပါတယ်ဖျားသခင်ကကျွန်တော်တို့ကိုကောင်းသောအရာတွေပေးခြင်းတယ်ကောင်းသောအရာတွေလှုပ်ပေးခြင်းတယ်ဆိုတော့ကျွန်တော်သိရတယ်ဖျားသခင်ဟာကျွန်တော်တို့လောကအဖေနဲ့မတူဘူးလောကအဖေကကျွန်တော်တို့တကယ်ဒုက္ခရောက်ပြီဆိုတော့တစ်ချိန်လုံးကျွန်တော်တို့နားမှာမရှိနဲ့ဖျားရှိတယ်ဖျားသခင်လောကမှာရှိတဲ့အဖေတွေတခါတလေကျွန်တော်တို့မကောင်းတဲ့အခါကျတော့မချစ်တဲ့အချိန်ရှိတတ်လိမ့်မယ်ဒါပေမဲ့ဖျားသခင်ကကျွန်တော်တို့အမြဲတမ်းချစ်တယ်ကျွန်တော်တို့အမြဲတမ်းစောင့်ရှောက်တယ်အန်ဒီရီကနေကျွန်တော်ကာကွယ်ပေးတယ်ဂယုဆိုင်တယ်ဆိုတာကျွန်တော်တို့သိရပါတယ်အဲ့ဒါကျွန်တော်တို့ကောင်းကင်ဘုံမှာရှိတဲ့ခမည်းတော်ဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာကျွန်တော်လောကမှာရှိတဲ့အဖေတွေကိုဖေတို့အပါတို့ပပတို့အဘတို့ကျွန်တော်ဒယ်ဒီတို့ကျွန်တော်ခေါ်လို့ရတယ်ဒါပေမဲ့ဖျားသခင်ကိုလည်းဒီလိုနည်းနဲ့ကျွန်တော်အဖေတို့ဖေတို့ခေါ်လို့ရပါတယ်ဒါပေမဲ့အလွဲသုံးစားခေါ်ပြီးတော့အဖိုးကြီးတို့ကျွန်တော်ခေါ်လို့တော့မရဘူးနော်ဘာဖြစ်လို့လဲဖျားသခင်ကကောင်းကင်ဘုံမှာရှိတဲ့ဖျားဖြစ်တယ်အထောင်အသောင်းသောကောင်းကင်သမားများသူ့ကိုကိုးကွယ်ကြတယ်လို့ရေးထားတယ်ကျွန်တော်တို့သူ့ကိုတစ်ဖက်မှာအဖေလိုယဉ်နီးတယ်လို့မျိုးတစ်ဖက်မှာယူတည်ရမှာဖြစ်တယ်ယူတည်နဲ့အဖေကိုဆက်ဆံတယ်လို့ဆက်ဆံရမှာဖြစ်တယ်ဆိုတော့ဒီနေရာတခုကျွန်တော်ပြောချင်တယ်တကိုးကြီးလို့ဖျားသခင်အမှန်တမ်းတကိုးကြီးလို့လူတွေကကိုးကွယ်ရတာလားဆိုတဲ့မေးဖို့နော်ကောင်းကင်ဘုံမှာအထောင်အသောင်းသောကောင်းကင်သမားတွေကိုးကွယ်ဘာဖြစ်လို့လဲသူတကိုးကြီးနေလို့လားတကိုးကြီးပြီးမကိုးကွယ်ထားတဲ့လူပုံကိုအများရှိပါတယ်နော်ဒါပေမဲ့ဖျားသခင်ကတကိုးကြီးယုံမကောက်တန်ရှင်းတယ်တရားမျှတတယ်ဖြောင့်မတ်တယ်ယုံကြည်စိတ်ချရတယ်ပြီးတော့ကျွန်တော်တို့ကိုချစ်တယ်အဲဒီအတွက်ကြောင့်ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဖဟာကျွန်တော်တို့အတွက်ကိုးကွယ်ထိုက်သောဖယားဖြစ်ပါတယ်နော်လွန်ခဲ့တဲ့နှစ်ပေါင်း120လောက်က Ellen G. White ဆိုတဲ့ပုဂ္ဂိုလ်မျိုးသမီးရေးထားတဲ့ quotation လေးတစ်ခုကျွန်တော်ဖတ်ပြချင်တယ်ခရစ်တော်ကလူသားများကိုစัจ java လာ၏အမြင့်ဆုံးသောအုပ်ချုပ်သူဖယားရှင်အားနာမအတစ်ကျွန်ုပ်တို့အဘဟုခေါ်စေခဲ့သည်
ဤနာမကကျွန်ုပ်တို့အားသူ၏စစ်မှန်သောဆက်ဆံမှုကိုပြပြီးလူသားများအနေဖြင့်ယောသားစွာထိုနာမကိုမွတ်ဆိုသောအခါနားတော်ထဲတွင်သီးသန့်ကဲ့သို့ချုံမိန်တယ်ခရစ်တော်သည်ဖျားသခင်ပလင်တော်စီတို့စမ်းသစ်ပြီးရှင်သန်သောနည်းဖြင့်ဥဆောင်သွားကကျွန်ုပ်တို့အထဲတွင်သူဖခင်၏အချစ်ဖြင့်တည်ရှိစေသည်လို့ရေးထားပါတယ်အင်မတန်မှကောင်းတဲ့ quotation လေးဖြစ်ပါတယ်ကျွန်ုပ်အဖကိုတည်ကျွမ်းခြင်းဖျားသခင်ကိုလူတွေကမတွေ့နိုင်ဘူးယောဟန်ခန်းကြီး7 ငယ် 3တစ်ချက်ဖတ်ရအောင်ထာဝရအသက်ဟူမူကားမန်သောဖျားသခင်တဆူသည်ဖြစ်တော်မူသောကိုရောကို၎င်းစေလွတ်တော်မူသောယေရှုခရစ်ကို၎င်းတည်ကျွမ်းခြင်းသည်ယောဟန်ခန်းကြီး1 ငယ် 18မှာဖျားသခင်ကိုဘယ်သူမှမမြင်စဘူးလို့ရေးထားတယ်အာရနဲ့အေဝအပြစ်ထဲကြပြီးကြတဲ့ကဖျားကိုဘယ်သူမှမမြင်တော့ဘူးတခါမောရှေကတော့ထွတ်မြောက်ကျမ်းခန်းကြီး33 ငယ် 20မှာတိနာတောင်ပေါ်တက်ပြီးတော့ဖျားသခင်နဲ့တွားပြီးတော့သွားတွေ့တယ်ဒါပေမဲ့လို့သူတွေ့တာကဖျားရဲ့မျက်နှာတော့မတွေ့ရဘူးထွတ်မြောက်ကျမ်းထဲမှာဘယ်လိုရေးထားလဲဆိုတော့သင်ဒီငါမျက်နှာကိုမမြင်နိုင်ရငါမျက်နှာကိုမြင်ရင်အသက်ရှင်ရသောလူတစ်စုံတစ်ယောက်မှမရှိလို့ရေးထားပါတယ်ဖျားသခင်ကိုမြင်ပြီဆိုရင်ကျွန်တော်အသက်မရှင်ဘူးလေဖျားကိုမြင်ခွင့်မရှိဘူးအပြစ်သားရဲ့မျက်စိနဲ့ဖျားရဲ့တန့်ရှင်းသောဖျားရဲ့ပုံစံကိုမြင်လို့မရဘူးလို့ရေးထားတယ်မောရှေကဖျားရဲ့မျက်နှာကိုမမြင်ရပေမဲ့လို့ဖျားနဲ့တွေ့ဆုံရတဲ့အတွက်ကြောင့်နော်သူ့ရဲ့မျက်နှာမှာလင်းလာတွေ့ရတယ်ထွတ်မြောက်ကျမ်းခန်းကြီး34 ငယ် 29မှာမိမိမျက်နှာအရေးထွန်းပကြောင်းကိုမိမိမသိတဲ့တောင်ပေါ်နေဆင်းလာတဲ့အခါကျတော့မျက်နှာကြီးဝန်းထိန်ပြီးတော့ဖြစ်နေတာနော်ကြည့်တဲ့လူဟာမောရှေမျက်နှာကြီးလင်းနေဆိုပြီးတော့တွေ့ရတယ်ဒါပေမဲ့သူ့ကိုသူတော့မသိဘူးဒါဖျားနဲ့တွေ့ခဲ့လို့ဖြစ်တယ်ဆိုတော့ခက်အဆက်ဆက်မှာဖျားကိုဘယ်သူမှမတွေ့ခဲ့ဘူးဒါပေမဲ့တွေ့ချင်တယ်လူရဲ့သဘောတဘာဝကတွေ့နိုင်တဲ့အရာကိုပဲကိုးကွယ်ခြင်းနဲ့ရုပ်ဝတ္ထုတွေကိုဆွဲလန်းတဲ့သဘောမျိုးကျွန်တော်တို့မှာရှိတယ်ဆိုတဲ့အခါကျတော့မမြင်ဘူးတဲ့ဖျားကိုကိုးကွယ်တဲ့နေရာမှာတမျိုးကြီးဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ဖျားကိုမြင်ခွင့်မရှိပေမဲ့လို့သိခွင့်တော့ရှိတယ်ကျမ်းစာထဲမှာရေးထားတယ်မြင်နိုင်တဲ့အရာထက်မမြင်နိုင်တဲ့အရာတွေပိုပြီးတည်မြဲတယ်လို့ရေးထားတယ်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး20 ငယ် 29မှာနော်သောမတ်ကခရစ်တော်ရှင်ပြန်ထမြောက်ပြီးတဲ့နောက်ပိုင်းမှာဟိုနေရာမှာပေါ်လိုက်ဒီနေရာမှာပေါ်လိုက်ဖြစ်တယ်တပည့်တော်တွေနဲ့တွားတွေ့တယ်တွေ့တိုင်းသောမတ်နဲ့မတွေ့ဘူးဖြစ်နေတယ်တခါကျတော့သောမတ်နဲ့တွားတိုးတဲ့ခါကျတော့သောမတ်ကပြောတယ်ငါတော့သူ့ကိုမထိရရင်မယုံဘူးတဲ့အခါကျတော့ခရစ်တော်ကတွားထိခိုင်းတယ်သူ့လက်ကိုကြည်စမ်းငါလက်တွေဒဏ်ရာရထားတဲ့ငါလက်တွေဆိုတွားထိတယ်အဲ့ဒီမှာယောဟန်ခန်းကြီး20 ငယ် 29မှာခရစ်တော်ကပြောဆိုသင်ဒီငါ့ကိုမြင်သောကြောင့်ယုံကြည်ခြင်းရှိ၏ငါ့ကိုမမြင်ဘဲယုံသူတို့ဒီမင်္ဂလာရှိ၏လို့ရေးထားမမြင်ဘဲယုံကြည်ခြင်းကပို့ပြီးမင်္ဂလာရှိတယ်မင်္ဂလာတကယ်ရှိတယ်ဆိုတာကျွန်တော်တွေ့ရတာဖြစ်တယ်အဲ့တော့ဖျားသခင်ကိုဒီလိုမမြင်ရတဲ့ခါကျတော့မမြင်နိုင်တဲ့ဖျားကိုစာသမဏကလူတွေအာယုံထဲမှာလူတွေရုပ်လုံးဖော်နိုင်တဲ့နေရာမှာအခြားနေရာမှာလဲ့ပြီးတော့ဖျားသခင်ဟာနော်ဖျားသခင်ကိုတိုက်ခိုက်တယ်ဖျားသခင်စာရိတ္တတော်ကိုတိုက်ခိုက်လာတယ်ဘယ်လိုတိုက်ခိုက်လဲဆိုတော့ခုနပြောတဲ့အတိုင်းဖျားသခင်ကအရန်တကူကောင်းဆန်တယ်ဖျားသခင်ကအရန်စီကံများတယ်နော်ကြည်ပါလားတကူကောင်းဆန်တာငါမှတပအခြားသောဖျားမကူကွယ်အရန်တကူကောင်းဆန်တယ်စီကံများတယ်ကြည်စမ်းပညာတွေထုတ်လိုက်တာအပြစ်ရှာတယ်နော်လူတွေကိုအပြစ်ရှာတယ်တစ်ချိန်လုံးအပြစ်အလုံးစီရင်မယ်ဣတိမရွေးစီရင်မယ်ဟောဖျားကအပြစ်ရှာတယ်ဖျားတချို့လူကပြောသေးတယ်ဗျာကျွန်တော်ကြားဘူးလေအသွေးကြိုက်တဲ့ဖျားတယ်ဗျာဩစိတ်သွေးတိုးသွေးကိုပူဇော်တာအသွေးကြိုက်တယ်လို့သွေးတောက်တဲ့ဖျားလို့အဲ့လောက်တောင်တင်စားပြီးပြောတယ်တကယ်တမ်းကျတော့ပူဇော်တကားတွေဖြစ်တယ်တရားမျှတမှုမရှိဘူးတဲ့တချို့လူတွေကိုငါအယမ်းချစ်တယ်တချို့လူကိုငါမုန်းတယ်လို့ဖျားပြောတယ်တရားမျှတမှုမရှိဘူးဆိုပြီးတော့ဖျားကိုလက်ညှိုးထိုးပြီးတော့ဖျားရဲ့ဇာရိတ္တကိုတိုက်ခိုက်လာတာတွေ့ရတယ်အဲ့ခါကျတော့ကျွန်တော်တို့ဖျားကဖျားအကြောင်းကကျွန်တော်တို့ဘယ်လိုသိရမလဲဖျားကဘယ်လိုပုံစံရှိတယ်ဆိုကျွန်တော်တို့သိရမလဲဖျားကစာတန်ပြောသလိုပဲတကူကောင်းဆန်ပြီးတော့အဲ့လိုမျိုးပြောเสียဖြစ်သလားကျွန်တော်တို့ယေရမိအနာဂတိကျမ်းအခန်းကြီး9 အငယ်24
ဖတ်ရအောင်ငါဒီမြေကြီးပေါ်မှာချစ်တနာခြင်းတရားသဖြင့်စီရင်ခြင်းဖြောင့်မတ်ခြင်းကိုပြုသောထာဝရဘုရားဖြစ်ကြောင်းဒီဟုသောငါသဘောကိုသိနားလည်ခြင်း၌သာဝါကြွားစေငါဒီထိုအရာတို့၌မွေ့လျော်သည်ဟုထာဝရဘုရားမိန့်တော်မူ၏အချက်၃ချက်ဖြစ်တယ်ချစ်တနာတယ်တရားသဖြင့်စီရင်တယ်ဖြောင့်မတ်တယ်လို့အဲ့ဒီအရာတွေမှာမွေ့လျော်တယ်လို့ရေးထားတယ်အင်္ဂလိပ်မှာ I delight လို့ရေးထားတယ်တာလွန်ပြီးတယ်မှာကျွန်တော်ကြည့်တဲ့အခါကျလွန်စွာပျော်ရွှင်သည်လို့ရေးထားတယ် delight ဆိုအယံပျော်တယ်နော်ချစ်တနာတဲ့နေရာမှာတရားသဖြင့်စီရင်တဲ့နေရာမှာဖြောင့်မတ်တဲ့နေရာမှာဖခင်အယံပျော်တယ်ဖခင်ကဒီအမှုတွေကိုလုပ်ပြီးဆိုအယံပျော်တယ်လို့ရေးထားတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ကျွန်တော်တို့ဖခင်ကဓမ္မဟောင်းဖခင်ကဒီလိုဖခင်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့သိနေရမှာဖြစ်တယ်ဆိုတော့ဒီလိုစာသမဏေရဲ့တိုက်ခိုက်တဲ့အမှုအရာတွေကိုခရစ်တော်ကလူစားတိကိုခံယူတဲ့အချိန်မှာဖခင်ရှင်ဟာအဲ့လိုမဟုတ်ပါဘူးဆိုတော့တက်တည်ပြတဲ့အနေနဲ့သူ3နှစ်ကျော်တပည့်တော်တွေနဲ့တွဲပြီးတော့အမှုတော်ကိုဆောင်ခဲ့တယ်အဲ့ဒီအခါကျတော့ဖိလိပ္ပုကခမည်းတော်ပြပါလို့သွားတောင်းတယ်သွားတောင်းတဲ့အခါကျတော့ခရစ်တော်ကသူ့စိတ်ထဲမှာဟာငါ3နှစ်ကျော်တောင်နင်တို့နဲ့အတူရှိပြီးပြီငါတည်တဲ့လူကိုထားမြောက်စေတယ်ရေပေါ်မှာငါလမ်းလျှောက်တယ်လူအုပ်ကြီးကိုငါအစာကျွေးတယ်မျက်စိကန်းတဲ့လူကိုမြင်စေတယ်ခြေမတန်တဲ့လူတွေကိုခြေတန်အောင်လုပ်ပေးတယ်လမ်းလျှောက်နိုင်အောင်လုပ်ပေးတယ်အခုထိငါ့အောင်မတည်သေးဘူးလားလို့ပြောတယ်နော်ရှင်ယောဟန်ခန်းကြီး14အငယ်8ကနေ17တစ်ချက်ဖတ်မယ်ဖိလိပ္ပုကလည်းသခင်ခမည်းတော်ကိုကျွန်ုပ်တို့အားပြတော်မူပါထို့တို့ပြတော်မူရင်ကျွန်ုပ်တို့အလိုပြည့်စုံပါမည်ဟုလျှောက်လျင်ယေရှုကဖိလိပ္ပုဤမြကာလပတ်လုံးငါဒီတင်တို့နဲ့အတူရှိပြီးမှတင်ဒီငါ့ကိုမသိသေးသလောငါကိုမြင်တော်သူဒီခမည်းတော်ကိုမြင်၏တဲ့သို့ဖြစ်၍ခမည်းတော်ကိုကျွန်ုပ်တို့အားပြတော်မူပါဟုတင်ဒီအဘဲကြောင့်ဆိုရသည်ငါဒီခမည်းတော်၌ရှိသည်ကို၎င်းခမည်းတော်ဒီငါ၌ရှိတော်မူသည်ကို၎င်းမယုံသလောငါပြောသောစကားကိုအလိုအလျောက်ငါဟောပြောသည်မဟုတ်ငါပြောသောအမှုတို့ကငါ၌တည်နေတော်မူသောခမည်းတော်သည်ပြုတော်မူ၏ငါသည်ခမည်းတော်၌ရှိသည်ကို၎င်းခမည်းတော်သည်ငါ၌ရှိတော်မူသည်၎င်းယုံကြည်ကြလောငါစကားကိုမယုံရင်ငါအမှုတို့ကိုထောက်၍ယုံကြလောလို့ပြန်ဖြေခဲ့တာဖြစ်တယ်ငါကိုမြင်တော်သူဒီခမည်းတော်ကိုမြင်၏လို့ရေးထားတယ်နော်ခရစ်တော်ကပြောတယ်ငါ့ကိုမြင်တယ်ဆိုခမည်းတော်ကိုမြင်တယ်ဘာကိုပြောရလဲသူပြုသမျှသူလုပ်သမျှအရာအားလုံးခမည်းတော်စီကလာတယ်ဆိုတော့ခရစ်တော်ကိုဓမ္မအောင်ကဖယားကိုပယ်ပြီးတော့ကျမ်းတယ်ပြောပြီးတော့ဓမ္မတစ်ကခရစ်တော်ကိုကြတော့ကောင်းတယ်လို့ပြောတဲ့လူကဒီစကားကိုသိတဲ့တယ်ဘာဖြစ်လို့လဲခရစ်တော်ကငါ့ကိုမြင်တော့သူခမည်းတော်ကိုမြင်တယ်ခမည်းတော်ကရုပ်လုံးအနေနဲ့မဖော်ပြတဲ့အတွက်ကြောင့်သားတော်ကရုပ်လုံးအနေနဲ့ဖော်ပြပြီးတော့ခမည်းတော်အသက်ရှင်မဲ့ပုံစံမျိုးခမည်းတော်ရဲ့စိတ်နေစိတ်သဘောထားမျိုးခမည်းတော်ရဲ့သဘောထားမျိုးအရာအားလုံးကိုသူ့ရဲ့တက်တော်ထင်ရှားစင်မှာသူပြတာသွားတာကျွန်တော်တွေ့ရတယ်ဆိုတော့ခက်အဆက်ဆက်မှာမြင်ချင်လာခဲ့တဲ့ဖရာသခင်ကိုသားတော်ဒီမျက်မြင်မရသောဖရာသခင်ပုံသဏ္ဍာန်တော်ဖြစ်၏လို့ကောလောသဲအခန်းကြီးငယ်15မှာရေးထားတယ်ဖရာသခင်ကိုတော့မျက်မြင်မရဘူးဒါပေမဲ့သားတော်ကိုမြင်တဲ့အခါကျတော့ဖရာရဲ့ပုံသဏ္ဍာန်တော်တော့ပေါ်ပြလိုက်တာအဖေသူသားဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းကျွန်တော်တွေ့ရတာဖြစ်တယ်အခါကျတော့စာတန်ရဲ့ဆွဆွဲချက်တွေအားလုံးတော့ဟာမားတယ်ဆိုတာလုံးဝမိမောင်းထိုးပြလိုက်တာဖြစ်တယ်အဖေကဆိုးတယ်သားကကောင်းတယ်ဆိုတာမျိုးလုံးဝမရှိအဖေနဲ့သားသဘောတည်းဖြစ်တယ်အကျင့်စာရေးသားလည်းတူတယ်ပြုတ်မှုပြောဆိုဖို့လူသားတွေကိုချစ်တဲ့ပုံစံအကုန်လုံးတူတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်တယ်ယောဟန်ခရစ်ဝင်ခန်းကြီး7ငယ်3ကိုကျွန်တော်တစ်ချက်ဖတ်မယ်ပြန်ကြည့်မယ်ဆိုရင်ထာဝရအသစ်ဟုမူကားမန်သောဖရာသခင်တဆူသည်ဖြစ်တော်မူသောကိုယ်တော်ကို၎င်းဆေလွတ်တော်မူသောယေရှုခရစ်ကို၎င်းတည်ကျွမ်းခြင်းသည်လို့ရေးထားတယ်ဆိုတော့ဒီအချက်မှာကျွန်တော်တို့သိဖို့အတွက်အတိအနှမျိုးရှိနေတယ်သိခြင်းနဲ့သိကျွမ်းခြင်းဆိုတာနော်ကျွန်တော်ဆရာယူဒတန်ဘာသာပြန်ထားတာအင်မတန်မှကောင်းတယ်သိခြင်းလို့ပြန်မယ်နဲ့သိကျွမ်းခြင်းရိုးရိုးသိတာမဟုတ်ပဲကျွမ်းဝင်ပြီးသိသွားတာကိုသိကျွမ်းခြင်းလို့သူဘာသာပြန်ထားတွေ့ရတယ်ရိုးရိုးသိတာကြတော့အော်ဖယားသခင်ဘယ်သူလဲအော်ဖယားသခင်ဆိုတာ
ဖန်ဆင်းရှင်ပဲလေသူကကောင်းကင်နဲ့မြေကြီးသူဖန်ဆင်းတယ်ဖြစ်စေဆိုပြီးဖန်ဆင်းလူကိုလည်းရှင်ကနေဖန်ဆင်းတယ်အဲ့လိုတိတာကိုတိချင်းလို့ခေါ်တယ်တိကျွမ်းချင်းဆိုတာဖယားသခင်ကိုစိတ်နှလုံးနဲ့ပြင်းပြင်းထန်ထန်ခိုင်ခိုင်မာမာတေးသေးချာချာယဉ်နီးကျွမ်းဝင်မှုရှိတာကိုတိကျွမ်းတယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဆိုတော့ဒီနေရာမှာတိကျွမ်းချင်းဆိုတာကျွန်တော်တို့ဖယားကိုတိကျွမ်းချင်းတန်ဖိုးရှိတယ်ဘာလဲဆိုတော့ထာဝရအသက်လို့နိုင်ရှင်ထားကြတွေ့ရတယ်ဖယားသခင်ကိုတကယ်တိကျွမ်းတဲ့လူထာဝရအသက်ကိုရတော်သူဖြစ်တယ်ကျွန်တော်တို့မြောက်များစွာသောခရိယန်တွေဖယားကိုတိကျွမ်းတယ်လို့ထင်တယ်မတိကျွမ်းဖယားအကြောင်းကိုပဲတိတာဖယားကိုမတိဘူးဖြစ်နေတယ်ခရစ်တော်ကိုလည်းတိကျွမ်းတယ်လို့ထင်တယ်တကယ်တော့မတိကျွမ်းဘူးဖြစ်ကျွန်တော်တို့ဒီတိကျွမ်းခြင်းမှာလည်းအဖြစ်ပြက်နှစ်ခုဖြစ်လာမယ်တိကျွမ်းခြင်းကတကယ်စစ်သလားမစစ်ဘူးလားဆိုအတွင်းဘက်ကတိကျွမ်းခြင်းအပြင်ဘက်မှာဖြစ်ပြက်လာတဲ့တိကျွမ်းခြင်းကိုကျွန်တော်ခွဲခြားလို့ရတယ်ဖြစ်တယ်ဖယားကိုအတွင်းဘက်နဲ့ဖယားကိုတိတယ်တကယ်တော့အတွင်းဘက်ကနေတိလိုက်တာနဲ့အပြင်ဘက်မှာဒီတိချင်းတရားကသူ့ကိုတွန်းပြီးတော့ဖြစ်လာတဲ့အရာတွေကဖယားနဲ့လျော်နေတဲ့ဖယားကြိုက်တဲ့ဖယားဖြစ်စေခြင်းနဲ့အသက်တာမျိုးပိုင်ဆိုင်လာမှာဖြစ်တယ်ဆိုတော့ခရစ်တော်ကိုတည်ကျွမ်းခြင်းဖယားကိုတည်ကျွမ်းခြင်းဆိုတဲ့အကြံချက်ကိုကျွန်တော်အနေနဲ့definition ကိုတိယောခန်းကြီး1အငယ်3နဲ့4ကိုဖတ်ပြီးတော့ဖွင့်ပြချင်ပါတယ်တိယောခန်းကြီး1အငယ်3နဲ့4ထိုသခင်ကိုကိုယ်တိုင်တည်ကျွမ်းသည်ကိုအဘယ်တို့သိရမည်နီဟုမူကားပညတ်တော်တို့ကိုစောင့်ရှောက်ရင်တည်ရသည်ထိုသခင်ကိုငါတည်ဟုပညတ်တော်တို့ကိုမဆောင်ဘဲလျက်ဆိုသောသူသည်မုတာကိုသုံးသောသူဖြစ်၍ထိုသူ၌တစ္ဆာမရှိဖယားကိုတိတယ်တိကျွမ်းတယ်လို့ပြောတယ်ဆိုရင်ဖယားရဲ့ပညတ်တော်ကိုစောင့်ရှောက်ခြင်းနဲ့ပဲသိရမယ်တဲ့ဖယားရဲ့ပညတ်တော်ကုန်ပြီဖယားပညတ်တော်တုံးလုံးမရတော့ဘူးလို့ပြောမယ်ဆိုရင်တော့ဒီလူကဖယားကိုတိတယ်လို့ပြောတာကအတွင်းထဲမှာတကယ်တိတာမဟုတ်ပဲနဲ့အပြင်ဘက်မှာလည်းဟန်ဆောင်ခြင်းဖြစ်တယ်ဆိုတာဒီကြမ်းချက်နေနဲ့ကျွန်တော်တွေ့ရတာဖြစ်တယ်တိကျွမ်းခြင်းဆိုတာဖယားရဲ့နှုတ်ကပတ်တော်ဖယားရဲ့ပညတ်တော်တို့ကိုစောင့်ရှောက်ခြင်းဆိုတာကျွန်တော်တွေ့ရတာဖြစ်တယ်ခရိယန်ငငယ်ကလေးကမွေးကလေးကခရိယန်ဖြစ်တယ်မမွေးခင်ကလေးကဖြစ်တယ်တချို့ဆိုရင်နော်ဖြစ်တယ်ဒါပေမဲ့လို့ဖယားเจ้าလဲမှန်သွားတယ်ဒါပေမဲ့ဖယားကိုမသိဘူးဘာနဲ့တူလဲဆိုတော့ခုနခရစ်တော်3နှစ်ခွဲကာလပတ်လုံးတပည့်တော်12ပါးနဲ့မကအများကြီးနဲ့လိုက်တယ်ယူဒရှာခရုပ်ဆိုရင်ခရစ်တော်နဲ့ဒီလောက်နီးနီးကပ်နေခဲ့တယ်ဒါပေမဲ့ခရစ်တော်ပြုသမျှအကုန်လုံးခရစ်တော်ပြောသမျှအကုန်လုံးကြားတယ်ဒါပေမဲ့ခရစ်တော်ကိုတကယ်တော့စိတ်နှလုံးကျွမ်းမဲ့သူမတိခဲ့ဘူးမတိခဲ့တဲ့အတွက်ကြောင့်သူဘဝကဒီလိုဖြစ်တယ်ဆိုကျွန်တော်တွေ့ရတယ်ဆိုတော့တိချင်းနဲ့တိကျွမ်းချင်းကိုကျွန်တော်ခွဲခြားခြားသိဖို့လိုအပ်ပါတယ်ကျွန်ုပ်ဘာကျွန်ုပ်ကိုချစ်တယ်တိယောခိုင်း3ငယ်1ဘုရားသခင်သားတော်ဟုခေါ်ဝေါ်ခြင်းအခွင့်ကိုငါတို့ဒီရမည်အကြောင်းဘုရားသခင်ကြီးငါတို့ကိုအဘယ်များလောက်ချစ်တော်မူကြီးကိုကြည်ရှုဆင်ခြင်ကြလောလောကီသားတို့ဒီဘုရားသခင်ကိုမသိသောကြောင့်ငါတို့ကိုလည်းမသိကြနော်အပြောနဲ့အလုတ်ကိုက်နေတဲ့ဘုရားဖြစ်ပါတယ်ဘုရားသခင်ကျွန်တော်တို့ကိုသားလို့ခေါ်ဝေါ်ခြင်းအခွင့်ကိုငါတို့ရဖို့အတွက်ဘုရားသခင်ငါတို့ကိုဘလောက်ချစ်လဲဆိုတာစဉ်းစားကြည့်ပါလို့ပြောခြင်းဖြစ်တယ်ဘုရားကျွန်တော်တို့ချစ်တယ်ပြောပြီးတော့အဲ့ဒီပြောတဲ့အရာကိုတက်တဲ့အနေနဲ့ကျွန်တော်တို့ကိုသားလို့ခေါ်လိုက်တာဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်သူ့ကိုကျွန်တော်တို့အဖေလို့ခေါ်ခွင့်ဘုရားပြုတ်လိုက်တာဖြစ်တယ်ဘုရားနဲ့ကျွန်တော်တို့စကြတဲ့မှာအမှန်တမ်းမှယဉ်နေတဲ့အခေါ်အဝေါ်လေးတွေဘုရားကျွန်တော်တို့ပေးလိုက်တာဖြစ်တယ်ဒီထက်ပိုပြီးတော့လေးနဲ့ပြီးတော့ဒီထက်ပိုပြီးကြီးမားတဲ့အကြီးမြတ်ဆုံးတက်တွေကဘုရားကျွန်တော်တို့ချစ်တယ်ဆိုတဲ့တက်တွေကတော့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး3ငယ်16မှာတွေ့ရပါတယ်ဘုရားသခင်သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကိုရစေခြင်းကဘုရားသခင်မိမိ၌တပါးသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏ဘုရားသခင်ကချစ်တယ်ပြောပြီးတော့တခါတည်းလှုပ်ပေးလိုက်တာသူ့မှာရှိတဲ့တပါးသောသားတော်စွန့်တဲ့အတိုင်အောင်ကျွန်တော်တို့ကိုချစ်ချင်းသက်သေပြတယ်ဒီထက်ပိုပြီးသက်သေပြလို့ရတဲ့ဟာရှိအောင်မယ်ဆိုပြအောင်မှာဖြစ်တယ်ဒီထက်ပိုပြီးလေးနဲ့တဲ့အရာမရှိတော့တားဟူတောင်ပေးလိုက်ပြီဆိုကြတယ်အမထမ်းမှလေးနဲ့တဲ့ချစ်ချင်းကိုပြတာဖြစ်တယ်အဲ့ဒီပေးလိုက်ခြင်းကြောင့်စာသမဏဆွဆွဲတဲ့ဖခင်တကူကောင်းဆိုင်တယ်ဆိုတဲ့အဆွဆွဲချက်ကလုံးဝတကူကောင်းမဆန်လို့သူတားတောင်သူပေးတယ်ဆိုကျွန်တော်တွေ့လိုက်ရတယ်လူမလိုက်နိုင်တဲ့ပညာတွေပေးတယ်မဟုတ်ဘူးလူမလိုက်နိုင်တဲ့ပညာပေးတယ်ဆိုရင်သူ့သားကိုလူစားတိခံယူပြီးတော့ပညာတော်လိုက်နိုင်အောင်
သူ့အနေနဲ့ခရစ်တော်ကပညတ်တော်တွေလိုက်နိုင်ခဲ့တယ်အဲဆိုလူမလိုက်နိုင်တဲ့ပညတ်ပေးတယ်ဒုက္ခပေးတယ်ဆိုတဲ့ဆွဆွဲချက်ကလည်းမဟုတ်တော့လူတွေကိုအပြစ်ရှာတယ်အပြစ်ရှာတာမဟုတ်ဘူးလူတွေအပြစ်ကိုခွင့်လွှတ်ပေးနေတာဖြစ်တယ်အသွေးကိုကြိုက်တယ်အသွေးကိုအင်မတန်မှမုန်းတီးတယ်အပြစ်ကြောင့်ဖြစ်လာတဲ့ဒီခံရတဲ့အရာသူ့သားကိုယ်တိုင်ရဲ့အသွေးသွန်းတာကိုသူပျော်ရွှင်နေမယ်လို့ထင်သလားမဟုတ်ဘူးသူ့သားသွေးထွက်တာကိုအင်မတန်မှဝမ်းနဲ့ကြေကွဲတဲ့ဖရားဖြစ်တယ်မကြည့်ဝတ်တဲ့ဖရားဖြစ်တယ်သွေးကြိုက်တယ်ဆိုတဲ့ဆွဆွဲချက်ကအင်မတန်မှမားတယ်ဆွဆွဲချက်ဖြစ်တယ်တရားမျှတမှုမရှိတဲ့ဖရားတရားမျှတမှုရှိတယ်ဘာဖြစ်လို့လဲသူသားကိုတောင်မှသူအပြစ်ရဲ့အခသေခြင်းလို့ခံစေတယ်တရားမျှတတယ်နော်အဲ့ဒီအရာတွေအကုန်လုံးခရစ်တော်ကိုသူပေးလိုက်ခြင်းသူသားကိုပေးလိုက်ခြင်းအကုန်လုံးကိုခြေဖြတ်လိုက်တာကျွန်တော်တွေ့ရတယ်ဆိုတော့နောက်ဆွဲချက်တစ်ခုရှိပြန်တယ်ဘာလဲဆိုတော့တကယ်တော့လေဓမ္မအောင်ကျမ်းကဖခမီးတော်ကလူတွေကိုမချစ်ဘူးမချစ်တဲ့ခါကျတော့သားကလာပြီးတော့အသေးခံပြတဲ့ခါကျတော့ဘုရားသခင်ကလူတွေကိုချစ်လာတယ်ကျွန်တော်တို့ခုနဖတ်သွားတဲ့ကျမ်းချက်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တပါးသီးသောသားတော်ကိုစွန့်တော်မူသည့်တိုင်လောကီသားတို့ကိုချစ်တော်မူ၏နော်ကျွန်တော်တို့ကိုချစ်လို့စွန့်လိုက်တာဖြစ်တယ်စွန့်လိုက်ရလို့ချစ်တာမဟုတ်ဘူးဆိုတော့ကျွန်တော်တွေ့ရပါတယ်ရှင်လုကာခရစ်ဝင်ခန်းကြီး15ခုလုံးကျွန်တော်ကြည့်မယ်ဆိုရင်ဘုရားသခင်ကလူတွေကိုချစ်တယ်ပျောက်သွားပြီဆိုပြန်ရှာတယ်ဆိုတော့ဥပမာ၃ခုပေးထားတယ်ပထမတစ်ခုကတော့လူတစ်ယောက်မှာသိုးအကောင်တရားရှိတယ်တကောင်ပျောက်သွားတယ်သူမရရအောင်ပြန်ရှာပြီးတော့ပကုံးပေါ်ထမ်းပြီးပြန်လာတယ်အိမ်ရောက်တော့သူတငယ်ချင်းတွေမိတ်ဆွေတွေနဲ့သူပွဲလုပ်ပြီးတော့ဝမ်းမြောက်ဝမ်းသာတဲ့ပွဲလုပ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်နံပါတ်ဒုတိယတစ်ခုအနေနဲ့အမျိုးသမီးတစ်ယောက်ကငွေ10ပြားရှိတယ်10ပြားတွေကတပြားပျောက်သွားတယ်မီးထွန်းပြီးတော့တပြက်စီလဲပြီးတော့အခန်းထဲအကုန်လုံးသူရှာတယ်ကျန်းကြိုကျန်းကြားတွေကြောင်ကြိုကြောင်ကြားတွေအကုန်လုံးရှာတယ်နောက်ဆုံးကျသူအဲ့ဒီတပြားကိုပြန်တွေ့တယ်ဝမ်းသာလွန်းလို့အိမ်နီးနားချင်းတွေခေါ်ပြီးတော့ပွဲချင်းပါတယ်လို့ကျွန်တော်တွေ့ရတယ်နံပါတ်3ပျောက်တော့သားလူတစ်ယောက်မှာသားနိုင်ဦးရှိတယ်သားကြီးကလိမ်မာပြီးသားငယ်က10ကျော်တက်လေးဖြစ်မှာအရန်ဆိုးတယ်ပေးတယ်အဖေစီကနေရတင်ရထိုင်တဲ့အမွေတွေတောင်းပြီးတော့အဖေစီကနေထွက်သွားတယ်အဖေကသားကိုရတင်ရထိုင်တဲ့အမွေတွေပေးပြီးတော့အဖေကဝမ်းနဲ့စွာနဲ့သားကိုစွန့်ပေးလိုက်ရတယ်သားကရရှိထားတဲ့အမွေတွေကိုကာမဂုဏ်ခံစားဖို့အတွက်အသုံးပြုပြီးတော့သူပျော်ပါခဲ့တယ်ညမကြမီသူရဲ့ငွေတွေကုန်သွားခဲ့တယ်ဆိုတော့သူရောက်ရှိတဲ့မြို့မှာတခြားမြို့မှာရောက်ရှိနေအဲ့ဒီမြို့မှာဒုက္ခတွေခံပြီးတော့ပတ်စံမရှိတော့တဲ့ခါကျတော့သူအဲ့ဒီချိန်မှာငတ်မှုခေါင်းပါလဲရောက်လိုက်တယ်တော့သူကအဲ့ဒီမှာအလုတ်ရှာပြီးတော့ဝက်ကြောင်းရတဲ့အလုပ်ပဲသူရတယ်ဝက်ကြောင်းရင်းနဲ့သူကြည့်တယ်ဝက်စာတွေကိုကြည့်ပြီးသူဘိုက်ထမင်းမစားရတဲ့ခါသူထမင်းမကျွေးသေးတဲ့ခါကျတော့သူဝက်စာတွေကြည့်ပြီးရမ်းစားခြင်းအဲ့ဒီချိန်ကသူနောင်တရတယ်သူချက်ချင်းမှတက်ရက်ပြီးတော့ငါအဖေရဲ့အိမ်မှာအလုပ်သမားတွေကစထမင်းဆိုရင်တော့အရှံပဲပဲရှိတယ်ငါပြန်မယ်အဖေစီမှာငါတောင်းပန်မယ်အဖေကျွန်တော်တားလို့မခေါ်နဲ့တော့ကျွန်တော်အလုပ်သမားတယောက်လိုပဲဆက်ဆံပါလို့ကျွန်တော်သွားပြောရင်ကျွန်တော်အဖေကျွန်တော်လက်ခံပါပဲဆိုပြီးတော့သူပြန်လာခဲ့တယ်ကျွန်တော်ဒီပုံပြင်လေးကျွန်တော်တွေ့ရတယ်ပြန်လာတဲ့ခါကျတော့အဝေးကနေသူ့အဖေကလမ်းတွေ့ပြီးတော့သူ့ကိုထွက်ပြီးတော့ပွေပြီးတော့ငိုပြီးတော့ကြိုတယ်သားကပြောတယ်အဖေရဲ့ကျွန်တော်တားလို့မခေါ်ပါနဲ့ကျွန်တော်တားခေါ်ခွင့်မထိုက်တန်ပါဘူးအဖေရဲ့တားခေါ်ကျွန်တော်ထိုက်တန်ပါဘူးလို့ညင်းတယ်မဟုတ်ဘူးလေတားကြီးငါသားပဲငါသားဘာလို့လဲနော်အင်ဂျီအတစ်ပေးတယ်လက်စွပ်ပေးတယ်ဖနှပ်ပေးတယ်သူ့အတွက်စူဖြိုးတဲ့နွားကိုတတ်ပြီးတော့ပွဲချင်းပါတယ်လို့ရေးထားတယ်ဒီနေရာမှာပျောက်တဲ့အရာ၃ခုရှိတယ်ပျောက်တာချင်းတူဒါပေမဲ့အခြေအနေကွဲနေတယ်သူကတော့သူ့ကိုယ်သူပျောက်မှန်းသိတယ်ဒါပေမဲ့ပြန်လာမဲ့လမ်းမသိငွေဒီဒင်းကားပြားကြတော့သူ့ကိုယ်သူပျောက်မှန်းတောင်မသိဘူးအခြေအနေတော်တော်ဆိုးတယ်တားကကြတော့သူ့ကိုယ်သူပျောက်မှန်းသိတယ်ပြန်လာလို့လည်းတတ်တယ်ဒါပေမဲ့၃ခုစလုံးကသူ့ပိုင်ရှင်မူလပိုင်ရှင်နဲ့ပြန်တွေ့တဲ့အခြေအနေမှာကျွန်တော်တွေ့ရတယ်ရာခိုင်နှုန်းနဲ့ကြည့်မယ်ဆိုရင်ပျောက်တော့သူက100မှာ1ဆိုတော့100ခိုင်နှုန်းပဲ100ခိုင်နှုန်းပဲရှိတယ်ဒင်းကားပြားကြငွေပြားကြတော့
30မှာတပြားဆိုတော့30ရာခိုင်နှုန်းရှိတယ်ဒါပေမဲ့ပျောက်တော့သားကကြတော့နှစ်ဦးမှာတဦးပျောက်တယ်ဆိုတော့50ရာခိုင်နှုန်းပျောက်တော်တော်ပျောက်တာဖြစ်တယ်ယနေ့ခက်မှာလူငယ်တွေမြောက်များစွာမြုပ်ထဲမှာပျောက်ပါတယ်နော်မြုပ်ထဲမှာပျောက်တယ်တောထဲမှာပျောက်တာပြဿနာမရှိဘူးမြုပ်ထဲမှာပျောက်တဲ့လူတွေရှာလို့တော့ခက်တယ်မိတ်ဆွေလည်းမြုပ်ထဲမှာပျောက်တဲ့လူတွေဖြစ်နေမယ်ဒါပေမဲ့ပျောက်တဲ့နေရာနေပြန်ရှာခွင့်ဖျားစီပြန်လာလို့ရပါတယ်ပြန်လာခဲ့ပါသုံးခုစလုံးတွေ့တဲ့အခါကျတော့ပွဲခံပြီးတော့ပျော်ပွဲရှင်ပွဲလုပ်ကြတာတွေ့ရတယ်ပျောက်ဆုံးသောလူတစ်ယောက်ပြောင်းလဲလာပြီဆိုရင်ကောင်းကင်ဘုံမှာပျော်ရွှင်နေဆိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့ပုံပြင်အချင်းလျားတာပါပဲဆိုတော့ကျွန်တော်ငယ်ငယ်တုန်းကအိမ်ရက်ကွက်မှာတယောက်သောသူကသူတို့ကားရှိတယ်သူတို့ကားတစ်ဝယ်တုန်းကကားကိုအပေါ်မှာကားနာမည်ပေးထားတယ်လောကနဲ့မဆိုင်ဆိုပြီးတော့ကားကိုတကုံမောင်းကျန်းတယ်နော်နောက်ပိုင်းကျတော့သူကားဖြည်းဖြည်းယွယွန်းလာပြီး engine တွေပါပြက်လာတဲ့ခါကျတော့သူတို့ကားရဲ့အဲ့ဒီလောကနဲ့မဆိုင်ဆိုတဲ့နာမည်လေးပြောင်းပြီးတော့တားမိုက်နောင်တာလို့ရေးထားတယ်နော်ဆိုတော့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ပစ္စည်းယွယွန်းမှာပဲကျွန်တော်တို့တားမိုက်နောင်တာကြီးဖြစ်နေတယ်ကျွန်တော်တို့ဟာတာတကယ်ချင်းနေဟာတာပြောတယ်တားမိုက်နောင်တာကတော့ဘိုက်ဆာဆာနဲ့ပြန်လာတယ်တဲ့သမီးမိုက်နောင်ဘတ်သားတွေကတော့ဘိုက်ပြစ်ပြီးပြန်လာတယ်လို့ပြောတယ်ဘယ်လိုအခြေအနေမျိုးမှာပဲပြန်လာဘုရားသခင်ကျွန်တော်တို့ကိုချူဆိုနေတယ်အစင်မပြေတော့မှပြန်လာလဲဘုရားသခင်လက်ခံပါတယ်တာကောင်းတာဆိုအခြေအနေပေါ်မှာဘုရားသခင်ကျွန်တော်တို့ချစ်တာမဟုတ်ပါဘူးဘယ်လိုအခြေအနေမျိုးမှာချစ်ပါတယ်အဖေရဲ့အေးရိတ်မှာမနေချင်ရင်တော့တခုရှိတယ်အတင်းအဓမ္မမတားထားဘူးမချီနှောင်ဘူးဘုရားသခင်ကတော့အတင်းအဓမ္မကျွန်တော်တို့ဘယ်တော့မှမလုပ်ဒါပေမဲ့နောင်တရလို့အဖေရဲ့အေးရိတ်ထဲမှာခိုနားချင်မယ်ဆိုရင်အချိန်မရွေးပြန်လာပါဘုရားသခင်ကတော့ welcome ပဲဖြစ်တယ်တင်ပျောက်ဘူးသလားပျောက်ဘူးတယ်ဆိုရင်ဒါမှမဟုတ်အခုချိန်ပျောက်နေတယ်ဆိုရင်ဘုရားစီပြန်လာပါဘုရားသခင်အတင်းကိုဝေးကနေမျှော်ကြည့်ပြီးတော့စောင့်မျှော်နေတယ်တင်ပြန်လာဖို့အစီအစဉ်ရှိလားပြန်လာခဲ့ပါကောင်းကင်ကအဖကျွန်တော်တို့မျှော်နေရှာပါတယ်ကျွန်တော်တို့အဖကျွန်တော်တို့ဂရုစိုက်တယ်မာသဲခရစ်ဝင်ခန်းကြီး6ငယ်31-30နဲ့ထို့ကြောင့်အဘယ်တို့စားတော့ရအံ့နီးအဘယ်တို့ဝေးရအံ့နီးဟုမစိုးရိမ်ကြနဲ့ထိုအရာများကိုသာသနာပလူတို့သည်ရှာဖွေတတ်ကြ၏ထိုအရာများကိုတင်တို့သည်အတုံးလိုကြောင်းကိုကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘသည်တည်တော်မူ၏လို့ရေးထားပါတယ်ဒါစာဝတ်နေရေးကိစ္စဖြစ်တယ်စာဝတ်နေရေးဆိုအင်မတန်မှရေးကြည့်တယ်ကျွန်တော်မြန်မာနိုင်ငံရဲ့အခြေအနေအရကျွန်တော်တို့စာဝတ်နေရေးအင်မတန်မှခက်ခဲတယ်ဓမ္မုံစီက1 2ဆိုတဲ့စကားရှိတယ်လို့ပဲကျွန်တော်တို့ဒီ1 year အတွက်1 year ခက်တဲ့အခါကျတော့တခါတလေကျွန်တော်တို့စကားရှိတဲ့အတိုင်းဥမတောင်းမှတီလာဆောင်ဆိုတဲ့စကားရှိတဲ့အတိုင်းကျွန်တော်တို့တီလာမဆောင်နိုင်တဲ့အချိန်တွေများလာတယ်ဘုရားသခင်ကဒါကိုမလိုလားဘူးရှင်မသက်ခရစ်ယာန်ခန်းကြီး6ငယ်25မှာအစာထက်အသက်မြတ်တီမဟုတ်လို့အဝတ်ထက်ကိုမြတ်တီမဟုတ်တော့လို့ပြောထားပါတယ်ကျွန်တော်အစားအစာတွေအလုတ်ရှုပ်ပြီးတော့ကျွန်တော်အသက်ဝိညာဉ်ကျွန်တော်ဆုံးရှုံးတော့အဝတ်အစားအတွက်ကျွန်တော်တို့အလုတ်ရှုပ်ပြီးတော့ကျွန်တော်တို့ခန္ဓာကိုယ်ဆုံးရှုံးတော့မှာဖြစ်တယ်ဒါကိုဘုရားသခင်မဆုံးရှုံးစေခြင်းဘူးကျွန်တော်တို့အမြဲတမ်းသတိပေးတယ်ဥပမာလေးပေးတယ်ရိုးရိုးရှင်းရှင်းလေးဥပမာပေးထားတယ်ငှက်မိုးကောင်းကင်ကငှက်တွေကိုကြည်ပါတဲ့မျိုးစိတ်မဆိုင်မကျဲစပားကိုမရိတ်မသိမ်းကြည်နိုင်မစုမသွင်းတဲ့လို့တော့လေဘုရားသခင်ကြွေးမွေးတော်မူ၏တဲ့ငှက်တို့ထက်တင်တို့ဒီအလွန်မြတ်ဒီမဟုတ်လို့ဘုရားပြောတယ်တောနှင်းပင်တို့ကိုကြည်ပါတဲ့အလုံးလည်းမလုပ်ဘူးတဲ့ခြီလည်းမငင်မဝတ်ဘူးတဲ့လို့တော့လေရှောလမုန်မင်းရဲ့အဝတ်ဒီတပင်မြတ်မမီတဲ့တောနှင်းပင်တဲ့တင်တို့ရဲ့တင်တို့ဟာပို့ပြီးတော့အလွန်မြတ်ဒီမဟုတ်လို့ပြောထားပါတယ်မိတ်ဆွေဒီညမှာစိန်ခေါ်ချက်ရှိပါတယ်ဘုရားသခင်ကကျွန်တော်တို့ကိုအလုံးမလုံးနဲ့လို့ပြောတာမဟုတ်ပါဘူးတိထားဖို့ကဘုရားဖြစ်စေချင်တာကျွန်တော်တို့ကအလုံးလုံးဖို့အသက်မရှင်ဖို့ပါပဲကျွန်တော်တို့ကအလုံးလုံးဖို့အသက်ရှင်တတ်ကြတယ်ဒီအလုံးကြီးပဲဖြစ်တတ်ကြတယ်ဘုရားကျွန်တော်တို့စိန်ခေါ်တယ်ကျွန်တော်တေချာနာထောင်မယ်အလုံးအပေါ်မှာတစ္ဆာရှိတယ်လို့ဘုရားပေါ်မှာတစ္ဆာရှိနိုင်မလားအလုံးကိုလေးစားတယ်လို့ဘုရားကိုလေးစားနိုင်မလားအလုံးကိုအချိန်ပေးနိုင်တယ်လို့ဘုရားကိုအချိန်ပေးနိုင်မလားဒါမှမဟုတ်ရင်အလုတ်ကိုအချိန်ပေးနိုင်တဲ့ရှစ်ပုံတစ်ပုံဖះကိုအချိန်ပေးနိုင်မှာတရက်ကိုလူက8နာရီအလုတ်လုပ်တယ်ဆိုတော့တနာရီဖះအချိန်ပေးနိုင်မှာအလုတ်ချိန်မှန်တယ်လို့ဖះเจ้าတက်ရမယ့်အချိန်ဖះဝတ်ပြုတ်ရမယ့်အချိန်
မှန်နိုင်မလားကျွန်တော်စိန်ခေါ်ရအောင်ကျွန်တော်တို့ဒီအရာကိုဖះကိုပေးနိုင်မှာဆိုဖះသခင်ကတင်းတို့လိုအပ်တယ်ဆိုတော့ငါသိတယ်ဖះပြောတာနော်ဆိုတော့ကျွန်တော်တို့ဖះကိုတစ်ခါလေချမ်းကျွန်တော်ဒီဖះရဲ့ကျွန်တော်တို့ဂယုဆိုင်တယ်ဆိုတော့တန်တရားဖြစ်တတ်တယ်ဘာဖြစ်လို့လဲဆိုတော့တခါတော့ကကျွန်တော်ဆောင်းဟာသာစာအုပ်လေးဖတ်ပူတယ်အဲ့မှာလူတယောက်ကဘာဖြစ်လဲဆိုတော့ဆရာဝန်က medical check up လုပ်တန်းစီပြီးတော့တယောက်ပြီးတယောက် check up လုပ်တယ်သူလည်းတန်းစီသူ့အလဲရောက်တဲ့ခါကျဆရာကဘာဖြစ်လဲလို့မေးတယ်ကျွန်တော်လေးငငယ်ကလေးကကျွန်တော်ဘယ်သူမှဂရုမစိုက်ဘူးတခုခုပြောနေဘယ်သူမှပြန်မထူးဘူးဆိုပြီးပြောလို့တော့မဆုံးသေးဘူးဆရာကနောက်တစ်ယောက်ဆိုပြီးခေါ်လိုက်တယ်နော်ပြောချင်တာကလူတွေကတယောက်နဲ့တယောက်ဂရုစိုက်မှုမရှိဘူးလောကမှာကျွန်တော်ပတ်ဝန်းကျင်ကိုကြည့်လိုက်လူတွေကကိုပြောချင်တာပြောပြီးတော့သူများပြန်ပြောတယ်နားမထောင်ကြဘူးတယောက်နဲ့တယောက်ဆက်ဆံရေးကနော်ကိုဟာပဲဦးစားပေးတယ်သူများကိုစကားနားထောင်ရင်ပြီးတော့သူတို့စကားကိုပြန်နားထောင်တာဂယုစိုက်တာလုံးဝမရှိတဲ့လောက်ရှားပါပါတယ်တခါတော့ကလင်မယားတွေထိတဲ့တောင်နော်စာအုပ်တို့ထဲမှာဖတ်ဖို့တယ်သူ့မျိုးသမီးကစကားပြောပြီးဆိုရင်သူ့မျိုးသားစာအုပ်ဖတ်နေစကားပြောပြီးဆိုရင်ဟုတ်တော့ရှိမဟုတ်တော့စအင်းတစ်ချိန်လုံးအင်းနေတာပဲသူ့မိန်းမကသူ့မေးတယ်မောင်ကြီးဒီနေ့ညနေချက်တဲ့ဟင်းကြိုက်လားကြိုက်တယ်ကောင်းတယ်ချိန်လုံးပြောတယ်အဲ့နဲ့မောင်ကြီးကျွန်မကရုံးသုံးလိုက်ရင်ကောင်းမလားဆိုတော့ကောင်းတယ်အဲ့ဒါပြောလိုက်တယ်တကယ်တမ်းကျတော့တိတ်တိချာချာနားထောင်ပြီးတော့လင်မယားနှစ်ယောက်တောင်းပါတယောက်နဲ့တယောက်ဂယုဆိုင်နိုင်တဲ့အချိန်ပေးနိုင်တယ်နဲတာကျွန်တော်တွေ့ရတယ်ရှိတဲ့ဂယုဆိုင်မှုတွေကလည်းတယောက်နဲ့တယောက်တစ်ခုခုမျောလင်းချက်ကလေးနဲ့ဂယုဆိုင်တယ်ဟန်ဆောင်တဲ့ဂယုဆိုင်မှုတွေဖြစ်တယ်ကျွန်တော်တို့ကိုလည်းဘယ်သူမှဂယုမဆိုင်ဘူးလို့ကျွန်တော်တို့ခါလေးခံစားမိတယ်ဒါပေမဲ့အရေးကြီးတာဖခင်သခင်ကျွန်တော်တို့ဂယုဆိုင်တယ်သူကရုပ်ဆိုးလို့သူကရုပ်ချောလို့သူအသားမဲလို့သူအသားဖြူလို့သူကဘာလူမျိုးဖြစ်လို့သူဘယ်နိုင်ငံသားဖြစ်လို့ပညာတတ်မို့လို့ပညာမတတ်လို့ချမ်းသာလို့ဆင်းရဲလို့ဘာသာမို့လို့ဖခင်သခင်မှာအဲ့ဒါလုံးဝမရှိဘူးဖခင်ကကျွန်တော်တို့ကိုချစ်တယ်ကျွန်တော်တို့ဂယုဆိုင်တယ်အဲ့ဒါကြောင့်ကျမ်းစာထဲမှာနေပူစေမိုးရွာတွေဖြစ်စေအတူတူပေးတယ်လို့ကျမ်းစာထဲမှာရေးထားတာဖြစ်တယ်အဲ့ဒါဆိုရင်ကျွန်တော်မေးစရာရှိတယ်လောကမှာကြုံတွေ့နေရတဲ့ခက်ခဲမှုပြဿနာတွေဒုက္ခတွေဘာဖြစ်လို့ကျွန်တော်တို့စီဖြစ်ရလဲဘာဖြစ်လို့ဒါတွေဖြစ်နေရလဲဝမ်းနည်းစရာတွေဘာဖြစ်လို့ကျွန်တော်တို့ကြုံရလဲတချို့ဆိုရင်ဖះယုံကြည်အသားနဲ့နော်စောစီးတိတ်သွားတာလို့ရှိတယ်ဘာဖြစ်လို့ဒါတွေကျွန်တော်ကြုံတွေ့ရလဲခရစ်တော်ကပြောတယ်လောကမှာဒါတွေကရှောင်လို့မရဘူးဒါပေမဲ့တေချာတာတစ်ခုရှိတယ်အဲ့ဒါတော့ဖះကသူ့သားကိုပေးလောက်အောင်ကျွန်တော်တို့ချစ်တယ်ဆိုတာတေချာတယ်ကြုံတွေ့ရတဲ့ပြဿနာတွေကတော့လောကဖြစ်နေတဲ့ရေတော့ကြုံတွေ့ရအောင်ပါဒါပေမဲ့ဖះကျွန်တော်တို့ကိုချစ်တယ်ဆိုတော့တန်တရားမရှိပါနဲ့ဘာဖြစ်လို့လဲသူ့သားကိုပေးတဲ့အတွက်ကြောင့်တန်တရားလုံးဝကင်းရှင်းနေပါလို့ကျွန်တော်ပြောချင်တယ်မာသဲခရစ်ဝင်ခန်းကြီး6ငယ်34မှာယနေ့ရှိသောမကောင်းမသင့်သောအရာတွေယနေ့အဖို့လောက်ပြီလို့ရေးထားပါတယ်လောကမှာမကောင်းမှုတွေတော့ရှိအောင်ပါပဲဒါပေမဲ့ဖះသခင်ကကျွန်တော်တို့ကိုသူ့သားကိုပေးပြီးတော့ကျွန်တော်တို့ကိုချစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဖះကကျွန်တော်တို့ဂယုဆိုင်တယ်ဆိုတော့ကျွန်တော်သိပြီးတော့ကျွန်တော်တို့ရဲ့နေ့စဉ်စားဝတ်နေရေးအတွက်နဲ့တစ်ချိန်လုံးနှစ်ပန်းလုံးပြီးတော့ဖြစ်နေဖို့ဖះသခင်ကျွန်တော်တို့အလိုမရှိဘူးထိုအရာများတော့ तू ကတင်းကိုဂယုဆိုင်တယ်တင်းအတွက်လှုပ်ပေးခြင်းတယ်ဆိုတော့ကျွန်တော်တို့အများအားတတိယဖြစ်ပါတယ်ဒီမမဝါရဲ့ quotation လေးကိုကျွန်တော်အမှန်တမ်းသဘောကျအဲ့ဒီချက်ထဲမှာကရာနီဤလက်ဝါးကတိုင်ဒီဖះသခင်ချစ်ချင်းကိုလူသားများအဖော်ပြခြင်းဖြစ်သည်ဆိုတဲ့အရာလေးကျွန်တော်အမှန်တမ်းချိုးမြင်တယ်လူသားတွေကိုဖះချစ်တယ်ဆိုတာလက်ဝါးကတိုင်မှာဖះသခင်ကအဲ့ဒီပြလိုက်ခြင်းဟာเนาะကျွန်တော်တို့ငင်းလို့မရတဲ့တန်တရားမရှိစေတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်ကျွန်တော်ဤကောင်းကင်ဘုံမိသားစုသုံးပါးသစုဒါမှမဟုတ်သုံးပါးတစ်လုံးတစ်ဝတည်းဖြစ်ကြောင်းကျွန်တော်တို့ကျမ်းစာထဲမှာကျွန်တော်တွေ့ရပါတယ်အထူးသဖြင့်ဓမ္မဟောင်းကျမ်းထဲမှာကျွန်တော်တို့ဖះကိုနားမလည်နိုင်ဘူးဖះရဲ့ပုံစံကိုကျွန်တော်နားမလည်နိုင်ပြီမဲ့လို့ခရစ်တော်ကဒါကိုဓမ္မသစ်ကျမ်းထဲမှာခမည်းတော်ဖះခမည်းတော်ကျွန်တော်အဘဆိုပြီးတော့မိတ်ဆက်ပေးတယ်တစ်ချိန်တည်းမှာပဲတန်ရှင်းသောဝိညာဉ်တော်နဲ့လည်းမိတ်ဆက်ပေးတယ်ဥပဇေဆရာဆိုပြီးတော့လည်းမိတ်ဆက်ပေးတာကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့ဒီအရာကိုကျွန်တော်တို့နားလည်ဖို့အရင်အရေးကြီးတယ်
မာသဲခရစ်ဝင်ခန်းကြီး28အငယ်19မှာဘယ်လိုရေးထားလဲဆိုတော့တင်းတို့သွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေလျက်ခမည်းတော်သားတော်တန့်ရှင်းသောဝိညာဉ်တော်နာမ၌ဗတ္တိဇံကိုပေးကြလောလို့ရေးထားပါတယ်ရှင်းရှင်းလေးဖြစ်တယ်ခမည်းတော်ရဲ့သားတော်ရဲ့တန့်ရှင်းသောဝိညာဉ်တော်၃ပါးရဲ့နာမကိုပြောရမယ်လို့ခရစ်တော်ကကျွန်တော်တို့ကိုမာတာတိတ်တိတ်ချာချာမာထားတာဖြစ်တယ်အမှန်တမ်းအရေးကြီးတဲ့မာကြားချက်စကားဖြစ်တယ်ကောင်းကင်မသက်ခင်မှာမာထားတဲ့စကားဖြစ်ပါတယ်ဆိုတော့၃ပါးလုံးကယ်တင်ခြင်းလူသားကယ်တင်ခြင်းစီမံကိန်းလူသားကယ်တင်ခြင်းအလုပ်မှာ၃ပါးလုံးကထင်ရှားတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်အရေးကြီးဆုံးအချိန်တွေဖြစ်တဲ့နံပါတ်1မွေးဖွားခြင်းရှင်လုကာခရစ်ဝင်ခန်းကြီး1ငယ်35မှာတန်ရှင်းသောဝိညာဉ်တော်သည်တဲ့အပေါ်၌တက်ရောက်တော်မူ၍အမြင့်ဆုံးသောဘုရား၏တကိုးအာနုဘော်တော်သည်တင့်ကိုလွှမ်းမိုးလိမ့်မည်ထိုအကြောင်းကြောင့်ထိုတန်ရှင်းသောသားတွေလည်းဘုရားသခင်၏သားတော်ကိုခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်လို့ရေးထားပါတယ်တန်ရှင်းသောဝိညာဉ်တော်လည်းပါတယ်အမြင့်ဆုံးသောဘုရားလည်းပါတယ်တန်ရှင်းသောသားလည်းပါတယ်၃ပါးကျွန်တော်တို့တွေ့ရတာဖြစ်တယ်နံပါတ်2နှစ်ချင်းခံခြင်းလုကာခရစ်ဝင်ခန်းကြီး3ငယ်21နဲ့22ကိုကျွန်တော်ကြည့်မယ်ဆိုသခင်ယေရှုကရေထဲမှာရပ်နေရေထဲကနေသူမတ်တရက်လာတဲ့အခါကျတော့တန်ရှင်းသောဝိညာဉ်တော်ကဂျိုးငှက်ကဲ့သို့ခရစ်တော်ပေါ်မှာလာပြီးတော့နားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ကအတန်တော်လာတယ်ခမည်းတော်ရဲ့အတန်ဖြစ်တယ်ဤသူကငါနှစ်သက်မြတ်နိုးရငါ့ချစ်သားပေကြီးလို့ခေါ်တယ်ဆိုတော့ခမည်းတော်ရဲ့သားတော်ရဲ့တန်ရှင်းသောဝိညာဉ်တော်ကျွန်တော်၃ပါးစလုံးကိုခရစ်တော်ရဲ့နှစ်ချင်းခံယူတဲ့အချိန်မှာကျွန်တော်တွေ့ရတယ်နံပါတ်3အချက်အသေးခံတော်မူခြင်းဟေဗြဲခန်းကြီး9ငယ်14မှာအပြစ်ကင်းသောကိုယ်တော်ထာဝရဝိညာဉ်တော်အားဖြင့်ဘုရားသခင်ရှေ့၌တင်လူပူဇော်သောခရစ်တော်၏အသွေးသည်တည်ခြင်းနှင့်ဆက်ဆိုင်သောအကျင့်ကိုပယ်ရှင်း၍တင်တို့သည်အသက်ရှင်တော်မူသောဘုရားသခင်ကိုဝတ်ပြုမိအကြောင်းတင်တို့၌ကိုတည်သောစိတ်ကိုစင်ကြယ်စေခြင်းကသာ၍တတ်နိုင်တော်မူမဟုတ်လောလို့ရေးထားပါတယ်အဲ့ဒီမှာအပြစ်ကင်းသောကိုယ်တော်ဆိုတာခရစ်တော်ကိုပြောခြင်းဖြစ်တယ်ထာဝရဝိညာဉ်တော်အားဖြင့်ဆိုတာထာဝရဝိညာဉ်ဆိုတာတန်ရှင်းသောဝိညာဉ်တော်ကိုပြောခြင်းဖြစ်တယ်ဘုရားသခင်ရှိနေဆိုတာခမည်းတော်ဘုရားကိုပြောခြင်းဖြစ်တယ်ခရစ်တော်ရဲ့အသေးခံခြင်းကြောင့်ကျွန်တော်တို့ဟာဘုရားသခင်နဲ့ပို့ပြီးနီးနိုင်တယ်ကျွန်တော်မောရှေရဲ့ဝီနီထုံးဖွဲ့တွေဖြစ်တဲ့အရာတွေနဲ့ထက်တာ၍နီးနိုင်တယ်တာ၍ဘုရားသခင်စီမှာတာ၍ဝင်စားနိုင်တယ်ဆိုတာဖော်ပြခြင်းဖြစ်ပါတယ်ဆိုတော့ခရစ်တော်ရဲ့အသေးခံခြင်းခရစ်တော်ရဲ့နှိချင်းခံခြင်းခရစ်တော်ရဲ့မွေးဖွားခြင်းဒီ၃ချက်မှာခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်ဟာအမတန်မှအရေးကြီးတဲ့အချိန်တွေမှာပါဝင်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ဆိုတော့တပားနဲ့တပားလှုပ်ဆောင်ချက်တွေတူတယ်တပားနဲ့တပားထောက်ပံ့ကြတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့ယောဟန်ခန်းကြီး16ငယ်14မှာထိုသူသည်ငါဘုန်းကိုထင်ရှားစေလိမ့်မည်ထိုသူဆိုတာတန်ရှင်းသောဝိညာဉ်တော်ဖြစ်တယ်ငါဘုန်းကိုဆိုတာသားတော်ရဲ့ဘုန်းကိုထင်ရှားစေလိမ့်မယ်လို့ရေးထားပါတယ်ယောဟန်ခန်းကြီး19ငယ်4မှာကျွန်ုပ်ဒီမြေကြီးပေါ်မှာကိုတော်ဘုန်းကိုထင်ရှားစေပါပြီလို့ခရစ်တော်ကခမည်းတော်ဖခင်ကိုပြောခြင်းဖြစ်တယ်။ယောဟန်တမန်တော်ဝတ္ထုခန်းကြီး3ငယ်73မှာဖခင်သခင်ဒီမိမိသားတော်၏ဘုန်းကိုထင်ရှားစေတော်မူ၏လို့ရေးထားပါတယ်။ဆိုတော့တန်ရှင်းသောဝိညာဉ်တော်ကသားတော်ကိုဘုန်းထင်ရှားစေတယ်။နော်။သားတော်ကလည်းခမည်းတော်ကိုဘုန်းထင်ရှားစေတယ်။ခမည်းတော်ကလည်းသားတော်ကိုဘုန်းထင်ရှားစေတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်တယ်။ဖခင်ရဲ့သဘာဝမပြောနဲ့လောကမှာရှိတဲ့သဘာဝတွေကျွန်တော်တို့အကုန်လုံးကာကာနားမလည်နိုင်ဘူးနားမလည်နိုင်ပြီးဖြစ်တဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့နားမလည်နိုင်တိုင်းမဖြစ်နိုင်ဘူးလို့ကျွန်တော်ညင်လို့မရဘူးဆိုတော့ဒီလောကမှာဖြစ်တဲ့အကြောင်းအရာတွေထူးဆန်းပြီးတော့အံ့ဩစရာကောင်းတယ်ဖခင်ရဲ့သဘာဝကျွန်တော်တို့နားမလည်နိုင်ခြင်းဟာကျွန်တော်တို့အထူးအဆန်းမဟုတ်ဘူးအဲ့ဒီတော့ကြောင့်ကျွန်တော်တို့ဒီနေရာမှာယုံကြည်ခြင်းနဲ့ကျွန်တော်ယက်တည်ရတဲ့အပိုင်းရှိပါတယ်ဆိုတော့ကျွန်တော် quotation လေးနောက်ဆုံးအနေနဲ့ယောမအခန်းကြီး6အငယ်4ကိုအခြေပြုထားတဲ့7 day Bible commentary ကိုကျွန်တော်အနေနဲ့ပြောပြချင်းပါတယ်လူတစ်ယောက်ဟာနှစ်ချင်းခံပြီဆိုရင်ဘုရားသခင်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်နေနဲ့ခရစ်တော်ကယ်တင်ပိုင်ရှင်နေလက်ခံလိုက်ပြီဆိုရင်အဲ့ဒီနေရာမှာခမည်းတော်သားတော်နဲ့တန်ရှင်းတော်ဝိညာဉ်တော်ရှိတယ်သူတို့ရဲ့တကောဟာသူ့ရှိမှာရှိတယ်နော်အဲ့ဒါကျွန်တော်တို့တွေ့ရတယ်အဲ့ဒါထက်ပိုပြီးအရေးကြီးတာတော့ကျွန်တော်တို့ဟာနှစ်ချင်းမင်္ဂလာခံယူပြီးနောင်တတရားနဲ့ဘုရားသခင်စီတွားပြီးဆိုရင်ကျွန်တော်တို့ဟာဘုရားသခင်ရဲ့မိသားစုဝင်တဲ့ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့ရဲ့နာမည်ကိုလည်းသိုးတငယ်ရဲ့အသက်စာဆောင်ထဲမှာရေးထားပြီးပြီဆိုတော့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်နော်အဆုံးသတ်တဲ့အနေနဲ့ကျွန်တော်နေစိန်ခေါ်ချက်ပြုတ်ခြင်းပါတယ်တင်းနဲ့ကျွန်တော်ဟာကောင်းလို့သားသမီးလို့သားသမီးလို့အခေါ်ခံရတာမဟုတ်ပါဘူး
ကျွန်တော်တို့အားနည်းချက်ရှိနေတဲ့အချိန်မှာတော့ဖရာသခင်ကကျွန်တော်တို့သားသမီးလို့ခေါ်ခြင်းဖြစ်တယ်အဲ့ဒီအချိန်မှာတော့ဖရာသခင်ကိုအဘလို့ခေါ်ခြင်းအခွင့်ကျွန်တော်တို့မှာရှိတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အဲ့အတွက်ကြောင့်သင်ရဲ့အခြေအနေဘယ်လိုအခြေအနေမျိုးမှာပဲရှိဖရာသခင်ကိုအဖေးခေါ်ပြီးတော့ခွင့်လွှတ်တော်မူပါလို့အဖေးစီပြန်လာဖို့စိန်ခေါ်ချက်ပြုခြင်းပါတယ်သင်ကိုသင်အဖေးဖရာသခင်ရဲ့သားလို့အခေါ်ခံရအောင်သင်ဖရာအတွက်ဘာလုပ်ပေးဘူးလဲဘာများလုပ်နိုင်လို့လဲသင်ဘာမှလည်းမလုပ်ပေးနိုင်ဘူးဘာမှလည်းမလုပ်ဘူးဒါပေမဲ့လို့ဖရာသခင်ကကျွန်တော်တို့ကိုသူ့ရဲ့သားကဲတော့လက်ခံတယ်ဆိုတာကျွန်တော်တို့အင်မတန်မှပေါ်ပြလို့မရတဲ့ဝမ်းမြောက်ခြင်းကျွန်တော်စိတ်ထဲမှာရှိပါတယ်ဖရာသခင်ကောင်းကင်နဲ့မြေကြီးဆက်ကြောလာတစ်ခုလုံးကျယ်နှစ်ခတ်သားရအကုန်လုံးကိုပိုင်ထားတဲ့ဖရာကိုသင်ဒီကနေ့အဖေးလို့တော်ခွင့်ရှိတာဘယ်လိုခံစားလဲကျွန်တော်ပြောမယ်သင်ဖက်ကနေဖရာကိုကောင်းကင်ဘုံနဲ့ရှိတော်မူသောအဖေခေါ်တဲ့နေရာမှာ serious ရှိချင်မှရှိမယ်ဒါပေမဲ့ဖရာကလူနဲ့မတူဘူး तू ကကျွန်တော်တို့ကိုသားသမီးလို့ခေါ်လိုက်ပြီဆိုရင်လူတွေလိုနှကမ်းဖျားနဲ့မဟုတ်ဖရာကသူ့ရဲ့စိတ်နှလုံးနဲ့ကျွန်တော်တို့ကိုခေါ်ခြင်းဖြစ်တယ်ဖရာဘက်က seriously ခေါ်တာဖြစ်တယ်ဒီကနေ့ဖရာသခင်ကိုတင်တယ် seriously ပြန်တုံ့ပြန်တင်တယ်ကျွန်တော်လည်းပြန်တုံ့ပြန်တင်တာဖြစ်တယ်ကျွန်တော်ဖရာကိုအဖေးလို့ခေါ်တဲ့ညမှာ seriously နဲ့ကျွန်တော်ခေါ်တင်ပါတယ်ကျွန်တော်တို့ဘက်ကပို့တဲ့ခါကျတော့ဖရာဘက်ကပို့မယ်ကျွန်တော်ခံစားမိတယ်မဟုတ်ဘူးဖရာဘက်ကဘယ်တော့မှပို့တန်နဲ့ဘာမှမလုပ်ဘူးဖရာဘက်က seriously ကျွန်တော်တို့ခေါ်တာဖြစ်တယ်အဲ့ဒါကြောင့်နောက်ဆုံးအနေနဲ့ဖရာသခင်ကိုတကယ်တည်ကျွမ်းပြီလားဘယ်နှစ်ခရိယန်ဖြစ်ခဲ့ပြီကျွန်တော်စိတ်ဝင်စားအောင်ဖရာသခင်ကိုတကယ်တည်ကျွမ်းပြီလားဖရာသခင်ကိုအပေါ်ရန်ရှက်ထီလေးနဲ့ပဲတည်လားဒါမှမဟုတ်ရင်ဖရာသခင်စိတ်နှလုံးထဲပါဖရာကိုချစ်သလားဖရာကိုသိသလားဖရာနဲ့ဘယ်လောက်မိတ္တဟာရဖွဲ့လဲဖရာနဲ့ဘယ်လောက်တွာလာလဲဖရာနှုတ်ကပတ်တော်နဲ့ဘယ်လောက်မွေ့လျော်လဲဖရာနဲ့အတူစကားပြောခြင်းဘယ်လောက်အချိန်ကုန်လဲကိုစစ်ဆေးပါဖရာသခင်ကောင်းချီးပေးပါစေ